လူနာရင်းနဲ့စကားပြောတဲ့အခါတိကိုတိထားမယ် concept တစ်ခုရှိပါတယ်အဲ့ဒါတော့ consultation အကြောင်းပါကျွန်တော် UKMLA လေ့ကျင့်ပေးနေရင်လည်းကြုံရတာတော့ candidate တော်တော်များများက consultation အခြေခံသဘောကိုနားမလည်ကြပါဘူးအဲ့ဒါကလည်းကျွန်တော်တို့ဆေးကျောင်းမှာမသင်ခဲ့ရတဲ့ concept ဖြစ်နေလို့ပါပဲဒီဗီဒီယိုထဲမှာတော့ကျွန်တော်က consultation ရဲ့အခြေခံသဘောတရားကိုနားလည်သွားအောင်ရှင်းပြပေးမှာပါအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာကျော်စိုးမိုးပါ UKMLA trainer တယောက်ပါ UKMLA မှာ station 16ခုဖြေရပါတယ်အဲ့16ခုမှာပါတဲ့ scenario လေးတွေကိုအမျိုးအစားခွဲကြည့်ရင်ဒီလိုမျိုး3မျိုးခွဲလို့ရတယ်ပေါ့နော် clinical ရယ် communication ရယ် practical ရယ်အဲ့တော့ practical scenario မှာဆိုရင်တော့ကျွန်တော်တို့ simple လိုမျိုး emergency management လုပ်ရတဲ့ scenario တွေပါမယ် procedure တွေလုပ်ပြရရှိတယ် teaching ရှိတယ်အဲ့တော့ဒီလို scenario တွေကလွဲလို့ကျန်တဲ့ scenario 2မျိုးလုံးကတော့လူနာနဲ့စကားပြောရတဲ့ scenario တွေကြီးပါပဲတနည်းအားဖြင့်ပြောရရင်တော့ consultation ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့က consultation ရဲ့အခြေခံသဘောတရားကိုပိုင်နိုင်ဖို့လိုတယ်အဲ့လိုပိုင်နိုင်ရင်ဒီလို UKMLA လို website တွေမှာလည်းအဆင်ပြေပြေဖြေနိုင်မှာဖြစ်တယ်လို့patient နဲ့တကယ်စကားပြောရတဲ့ clinical practice မှာလည်းပို့ပြီးအဆင်ပြေလာပါလိမ့်မယ်အဲ့ဒါကြောင့်ဗီဒီယိုအဆုံးထိကြည့်လိုက်ပါနောက်တစ်ခုက UKMLA ရဲ့အမှတ်ပေးစည်းမျဉ်းပေါ့နော်အဲ့အမှတ်ပေးတဲ့အခါမှာသူတို့က scale area 10ခုကိုကြည့်ပြီးတော့အမှတ်ပေးတယ်အဲ့10ခုမှာဖြေတဲ့ candidate ကဘာတွေကိုလိုနေတာလဲဆိုတာကိုကြည့်တယ်အဲ့ scale area 10ခုကြည့်လိုက်ရင်အဲ့လိုမျိုးလေးရှိမယ်ပေါ့နော် language listening report management diagnosis examination findings အဲ့ဒီမှာ time issues consultation ဒီလိုမျိုးရှိတယ်ဒီ scale area 10ခုမှာလိုနေတဲ့နေရာလေးတွေကိုဒီလိုမျိုးသင်္ကေတလေးနဲ့ပြပြီးတော့အမှတ်ထုတ်ပေးရပေါ့နော်အဲ့တော့ဒီလိုမျိုးသင်္ကေတတွေပါနေရင်ဒီနေရာတွေမှာလိုအပ်နေတာပေါ့နော်အဲ့တော့ဒီမှာပါတဲ့ consultation ဆိုတာဘာကိုပြောရလဲအဲ့တော့ဒီ consultation ဆိုတာကလည်းအမှတ်ပေးတဲ့နေရာတစ်ခုဖြစ်တော့ကျွန်တော်တို့တိကျကျသိဖို့လိုတယ်အဲ့တော့ consultation ဆိုတာဘာကိုပြောချင်တာလဲတခွန်းလေးပြောရင်တော့ structure ပါ consultation ဆိုတာပြောချင်တာတွေရှောက်ပြောနေတာမဟုတ်ဘူးမေးချင်တယ်လို့မေးနေတာလည်းမဟုတ်ဘူးအစီအစဉ်ရှိတယ်စနစ်တကျပြောနေတာလူနာဆွဲခေါ်သွားတဲ့နောက်ဦးလေကိုကလိုက်ရမှာမဟုတ်ဘူးကို့မှာကို structure နဲ့ကိုရှိတယ်ကိုကဒီ conversation ကိုဦးဆောင်နိုင်ရမယ်အဲ့လိုမျိုး structure တိတိကျကျရှိတဲ့ professional conversation ကိုမှကျွန်တော်တို့က consultation လို့ခေါ်တာပါစာဝဲမှာလည်းဒီလိုမျိုး candidate က structure ရှိမရှိ examiner တွေကဆန်းစစ်ပြီးတော့မှအမှတ်ပေးတာပါဒါကတော့ကျွန်တော်တို့ကျောင်းမှာသင်ရတဲ့အဲ traditional history taking method ပေါ့နော်အဲ့ဒါကသူအရင်ဆုံး chief complaint မေးမယ်အဲ chief complaint analyze လုပ်တဲ့ history of present complaint ရှိမယ် past medical history family personal social drug allergy system review ပေါ့နော်ဒီလိုမေးခွန်းတွေမေးပြီးသွားရင်ကျွန်တော်တို့ diagnosis ထုတ်မယ် management ပေးမယ်အဲ့ဒါကအရင်က framework အဲ့တော့ဒီ framework မှာကြတော့ကျွန်တော်ကမေးခွန်းမေးလိုက်တယ်လူနာကမေးခွန်းပြန်ဖြေတယ်အဲ့လိုမျိုး information ကိုယူတဲ့သဘောပဲရှိနေတာပေါ့နော်ဒါပေမဲ့အခုတိုးတက်လာတဲ့ framework ကြတော့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့ကမေးခွန်းမေးမယ်လူနာမေးခွန်းပြန်ဖြေမယ်အဲ့ဒီတခုတည်းမဟုတ်ဘူးအခြား factor တွေပါထည့်ပြီးတော့စဉ်းစားရတော့မယ်အဲ့ဒီမှာအရေးကြီးဆုံးကကျွန်တော်လူနာနဲ့ relationship တည်ဆောက်တာပေါ့နော် patient relationship အဲ့တော့အဲ့ဒါကဆက်စချင်းမှာကလေးကအရေးကြီးနေပြီကျွန်တော်တို့လူနာနဲ့စကားစပြောကလေးက patient relationship လုပ်ဖို့အရေးကြီးတယ်အဲ့ဒါကြောင့် introduction လုပ်တာပေါ့နော်ဒါကတော်တော်အရေးကြီးတယ်အဲ့တော့ UKMLA မှာဆိုရင်ဆက်စပြီးတော့လူနာကိုစပြီးတော့စကားပြောတာနဲ့ hi လို့စပြောတာနဲ့ hello လို့စပြောတာနဲ့ကွာတယ် hi ဆိုရင်တော့ဒါ professional သိမဆန်တော့ hello လို့ပြောမှအဲ့ဒါလူနာကို professional ဆန်ဆန်မိတ်ဆက်ပေးလို့ဖြစ်တယ်ပြီးတော့ကိုယ့်နာမည်ကိုမိတ်ဆက်ရမှာပေါ့နော်ပြီးရင်လူနာနာမည်ကိုမေးမယ် confirm လုပ်မယ်အဲ့လူနာနာမည် confirm လုပ်ရမှာလဲcan you tell me your name လို့ပြောတာနဲ့are you Richard Smith ဆိုပြီးတော့လူနာနာမည်ကိုကိုကသိပြီးသားဆိုပြီးတော့ပြောလိုက်တာနဲ့မတူဘူးအဲ့တော့ are you Richard Smith လို့ပြောလိုက်တာနင်းရဲ့နာမည်ငါသိထားပြီးပြီအဲ့ဒီနာမည် confirm လုပ်တာဆိုပြီးတော့ပြောလိုက်တဲ့သဘော can you tell me your name ဆိုရင်တော့နာမည်တောင်ကိုကမဖတ်ထားဘူးဖြစ်နေတာပေါ့နော်နောက်ပြီးတော့အရေးကြီးတာကလူနာရဲ့နာမည်ကိုဘယ်လိုမျိုးခေါ်ရမလဲဆိုပြီးတော့မေးတာ what would you like me to call you ဒီမေးခွန်းလေးကလည်းတော်တော်အရေးကြီးတယ်နော်အချို့ကcan I call you Richard ဆိုပြီးတော့ပြောလိုက်တာမျိုးရှိတယ်အဲ့တော့ can I call you ဆိုတာနဲ့ what would you like me to call you နဲ့လည်းမတူပြန်ဘူး
can I call you ဆိုတာကြတော့နင့်ကိုအဲ့ first name နဲ့ခေါ်မယ်ပေါ့နော်အဲ့တော့စင်ပြေလားအဲ့လိုမေးတဲ့သဘောဖြစ်နေဒီလိုမဖြစ်ရဘူး what would you like me to call you လို့ပြောရမယ်အဲ့လိုမျိုးပြောလိုက်မှပဲသူကရပါတယ်အဲ့လိုခေါ်ချင်လဲခေါ်ပါဆိုပြီးအဲ့လိုမျိုးပြန်ပြောတာပေါ့နော်အဲ့တော့ဒီလိုမျိုးဆက်စချင်းကလေးကကျွန်တော်တို့နှုတ်ဆက်တာတွေကိုမိတ်ဆက်တာတွေလူလာနာမည်မေးတာတွေအဲ့ဒါတွေကတည်းကစပြီးတော့အရေးကြီးနေပြီအဲ့တော့ဒီအပိုင်းလေးကိုကျွန်တော်တို့ initiating တဲ့ session လို့ခေါ်တယ်နောက်ပြီးတော့လူနာစီကနေပြီးတော့information တွေယူမယ် physical examination လုပ်မယ်ပြီးတော့ရှင်းပြမယ်ဘယ်လိုကုမလဲဆိုတော့ planning ကိုပြောမယ်ပြီးတော့နောက်ဆုံးအပိတ်အထိ closing the session အထိအကုန်ရေးကြည့်တယ်နော်အဲ့တော့အစကနေအဆုံးထိအကုန်ရေးကြည့်တယ်အဲ့တော့အစကနေအဆုံးထိမှာကိုက structure ကြကြလေးနဲ့လူနာကိုပြောပြနိုင်ရမယ်လူနာကိုဥဆောင်နိုင်ရမယ်အဲ့ဒါကို consultation လို့ခေါ်တာဒီအပိုင်းလေးကိုကျွန်တော်တို့တေးချာချာလေးလုပ်နိုင်ရင် consultation မှာအမှတ်ရမယ်အဲ့ဒီ consultation framework မှာနာမည်ရှိပါတယ်အဲ့ဒါကို Calgary Cambridge model လို့ခေါ်တယ်ဒီ model ကိုသုံးပြီးတော့ကျွန်တော်တို့ဒူနာတွေနဲ့ consultation လုပ်ရတာပါတချို့ကလည်းအဲ့ဒီ model သုံးပြီးတော့လုပ်နေတယ်ဒါပေမဲ့ model နာမည်မသိတာဖြစ်နေတာပေါ့နော် okay UKMLA မှာဆိုလေဒီ Calgary Cambridge model ပဲသုံးပြီးတော့ကျွန်တော်တို့ station တော်တော်များများ scenario တော်တော်များများကို ACC ဖြည့်ရှင်းလို့ရတယ် okay အဲ့ဒီ model လေးကိုကျွန်တော်တို့အသေးစိတ်ကြည့်လိုက်ရအောင်အရေးကြီးဆုံးကတော့ဒီများနှစ်ခုပဲပေါ့နော်ဒီများနှစ်ခုကကျွန်တော်တို့ consultation တစ်လျှောက်လုံးမှာကိုစိတ်ထဲမှာထားရမယ့်အချက်တွေပေါ့နော်အဲ့မှာနံပါတ်ဆုံးကတော့ basic relationship basic relationship လုပ်တဲ့နေရာမှာကိုစကားလုံးတွေနဲ့ပဲလူနာကိုစကားပြောနေတာမဟုတ်ဘူးကိုရဲ့ဒီ body language ပေါ့နော် non verbal behavior တွေကလည်းအရေးကြီးတယ်နော်အဲ့မှာ facial expression ပါတယ်ပြီးရင်ကိုရဲ့ body language ပါတယ်ဒါလေးကိုလည်းသတိထားရမယ်ပြီးတော့လူနာနဲ့ rapport ကောင်းအောင်လုပ်ရမယ်နော်အပြန်လဲစကားပြောတဲ့နေရာမှာပေးယူရမယ်ပေါ့နော်ပြီးတော့ဘာပဲပြောမိကုံမေးတာပဲဖြစ်ဖြစ်ရှင်းပြတာပဲဖြစ်ဖြစ် patient ရဲ့ involvement ပါရမယ်နော် patient ရဲ့ idea တွေပါရမယ်ပြီးတော့ patient ရဲ့ cooperation ပါရမယ်ကိုကဒီတစ်ဖက်သက်ပြောနေတာမျိုးဖြစ်မနေရဘူးအဲ့ဒါကိုတောက်လျှောက်စိတ်ထဲမှာထားပြီးတော့ consultation လုပ်ရမယ်နောက်တစ်ခုက structure နော် structure ကကြတော့ကိုယ့်ရဲ့ structure တိတိကျကျဖြစ်နေရမယ်နောက်ပြီးတော့flow ပေါ့နော် consultation လုပ်တဲ့အခါမှာအဲ့လိုပေါ့ပါလေးဖြစ်နေရမယ်ဟိုတက်တောက်ကြီးဖြစ်မနေရဘူးစိတ်ရုပ်ကြီးလိုမျိုးကွာမေးမေးမယ်ဝါပြန်ဖြေမယ်အဲ့လိုမျိုးတက်တောက်ကြီးဖြစ်မနေရဘူးnatural ကြဖြစ်နေရမယ်ပေါ့နော်ဒီနှစ်ခုလုံးကိုစိတ်ထဲမှာထည့်ပြီးတော့လုပ်ဖို့လိုတယ် okay အဲ့ဆိုရင်ကျွန်တော် framework မှာပါတဲ့တစ်ပိုင်းချင်းကိုဒီစိတ်ကြည့်လိုက်ရအောင်နော်ဒီမှာ initiative တဲ့ session ကျွန်တော်ခုနပြောပြလိုက်တဲ့ဒီ introduction ပါတယ်အဲ့တော့ introduction မတိုင်ခင်လုပ်ရမယ့်ဟာလေးရှိသေးတယ်အဲ့ဒါ preparation နော်လူနာတယောက်နဲ့စပြီးစကားပြောမယ်ဆိုရင်ဟိုတမ်းပြီးပြောလိုက်တာမှမဟုတ်တာသူနဲ့ပတ်သက်တဲ့ notes တွေဖတ်ရတယ်ဒီနာမည်တွေအသက်တွေကြီးရတယ်နော်တခါတလေမေးခွန်းမှာဆိုရင်ပါတယ်ဘာအတွက်ဒီလူနာလာလဲဆိုတော့အကြောင်းရင်းလေးပါရေးထားတယ်ပြီးတော့သူရဲ့ background information တွေပေးထားတယ်အဲ့ဒါလေးပေးထားဖို့ UKMLA မှာဒီ1 minute အချိန်ရပါတော့ဒါလေးကိုဖတ်ဖို့10 minute အချိန်ရတယ်အဲ့မှာ preparation လုပ်ရမှာတေချာလုပ်ရမှာ preparation မှာအဲ့လူနာနာမည်နဲ့အသက်ပဲမှတ်ပြီးတော့အထဲဝင်သွားလို့မရဘူးเนาะဒီ scenario တစ်ခုလုံးကိုစိတ်ထဲမှာ internalize ဖြစ်သွားအောင်တေချာ prepare လုပ်ပြီးတော့မှအခန်းထဲဝင်ရမယ်เนาะဒီ10 minute ကိုတေချာအသုံးချရမယ်ပြီးတော့ဝင်လိုက်တာ ਨੇ အဲ့လိုတေချာမိတ်ဆက်ပြီးတော့လူနာနဲ့ initial report ကိုတည်ဆောက်ရမယ်ပြီးရင်သူ့ရဲ့လာရင်းကိစ္စကိုတည်အောင်လုပ်ရမယ်လာရင်းကိစ္စဒီ clinical scenario တွေမှာဆိုရင်တော့သူ့မှာ symptom တစ်ခုခုရှိမယ် pain လို့ပါပေါ့နော်အဲ့ symptom ကိုသူပြောပြလိမ့်မယ်ဒါမှမဟုတ်ရင်လည်းသူ့မှာတခြားလာရင်းကိစ္စတစ်ခုခုရှိနိုင်တယ်နော်အဲ့ဒါ communication station မှာဆိုရင်အဲ့လိုမျိုးရှိနိုင်တယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့သူက sick note လိုချင်လို့လာတာprescription တစ်ခုခုလိုချင်လို့လာတာဒီလိုမျိုးသူလာရင်းကိစ္စတစ်ခုခုရှိမယ်ပေါ့နော်ဒီ reason ကိုကျွန်တော်တို့ကဒီ consultation ရဲ့အစမှာကလေးကရအောင်ဖော်ထုတ်နိုင်ရမယ်ပြီးတော့ patient စီက information ယူမယ်နော်အဲ့တော့ traditional history taking မှာ focus လုပ်တာကြတော့ကျွန်တော် biomedical perspective ပေါ့နော်အဲ့ဒါသူ့မှာဖြစ်နေတဲ့ဒီယောဂါကိုပဲကျွန်တော်တို့ကအာရုံစိုက်မိတတ်တယ်ဒါပေမဲ့အခု
Calgary Cambridge framework မှာကြတော့ဘာအာရုံစိုက်ဖို့လိုလဲဆိုတော့ patient ရဲ့ perspective ကိုပါအာရုံစိုက်ဖို့လိုတယ် patient ရဲ့ idea patient ရဲ့ concept patient ရဲ့ expectation နော် ICE လို့ပြောကြတာလေအဲ့ဒါလေးတွေကိုတေချာချာ explore လုပ်ဖို့လိုတယ်ပြီးတော့ patient background information တွေမေးရမှာပေါ့နော်အဲ့ဒါမှပဲmanagement ကိုတေချာချာပြောနိုင်ပါအဲ့တော့ information gathering ကဒီတစ်ပိုင်းပေါ့နော်ဟိုမြန်မာ candidate တော်တော်များများဒီ information gathering ကတော့ကျွမ်းကြတယ်ဗျအဲ့ကျွမ်းပြီးတော့ဒီ information gathering မှာအမှတ်တော်တော်ရကြတယ်ဒါပေမဲ့အခက်တွေ့တာဒီ explanation and planning မှာအမှတ်နည်းကြတယ်နော်အဲ့ဒါကြတော့ management ဆိုပြီးတော့အမှတ်ပေးတာပေါ့နော် management ၄မှတ်ရှိတယ်အဲ့၄မှတ်မှာကိုကတေချာမပြောနိုင်အမှတ်နည်းသွားရောအဲ့တော့ explanation and planning ကဘာလဲဆိုတော့ကိုက patient ကို information ပေးတဲ့အပိုင်းပေါ့နော်အဲ့လိုပေးတဲ့နေရာမှာနှစ်ပိုင်းရှိတယ်ပထမဆုံးကသူ့ရဲ့ယောဂကိုရှင်းပြတာပေါ့နော်အဲ့ရှင်းပြတာတစ်ပိုင်းနောက်တစ်ခုက management လုပ်ပေးတာတစ်ပိုင်းဒီနှစ်ပိုင်းလုံးမှာကိုပေးလိုက်တဲ့ information correct amount ဖြစ်ရမယ်ကိုကအများကြီးသိနေလို့ဆိုလဲ patient အများကြီးပြောပြလို့မရဘူး for example ဟိုဟာတွေပေါ့နော်ဒီ pathophysiology နော် pathophysiology patient အများကြီးသိအောင်လို့မျိုးပြောလိုက်တာမျိုးရှိတယ်အဲ့လိုမျိုးပြောတာကလည်းအဆင်မပြေဘူးပြီးတော့ type of information ပေါ့နော်ကိုကဘယ်လို information ပေးမလဲ patient နားလည်ရုံလောက်ပဲချိန်ပြီးတော့ပေးဖို့လိုတယ်အဲ့တော့ပေးတဲ့အခါမှာလည်း candidate တော်တော်များများမှားကြတာကြတော့ကိုကကြီးပဲတောက်လျှောက်ပြောနေတယ်လို့ဖြစ်နေတယ်သူနားလည်လားနားမလည်ဘူးလားဆိုတာကို checking လုပ်ဖို့မေ့နေတာအဲ့တော့ accurate recall and understanding ဖြစ်ရမယ်ကိုပြောလိုက်တဲ့ဟာကိုသူနားလည်ရမယ်ပြီးတော့ recall ပြန်လုပ်နိုင်ရမယ်ပြန်ပြောပြနိုင်ရမယ်เนาะအဲ့တော့နားလည်လားနားမလည်ဘူးလားဆိုတဲ့မေးခွန်း are you following me ဆိုတဲ့မေးခွန်းမျိုးမေးဖို့လိုတယ်နောက်တစ်ခုက share understanding ဖြစ်ရမယ် patient ကလည်းကိုပြောတာကိုနားလည်သွားရမယ်ပြီးတော့သူနားလည်တာကိုလည်းကိုကသိရမယ်เนาะအဲ့လိုမျိုး share understanding ဖြစ်ဖို့လိုတယ်ပြီးတော့ patient ရဲ့ ANS framework ပေါ့เนาะသူ့ရဲ့individual situation နဲ့ကိုက်အောင် management ကိုပေးနိုင်ဖို့လိုတယ်ပြီးတော့ကုသမှုတွေပေးတဲ့နေရာမှာလည်း decision making က share decision making ဖြစ်ရမယ်ကိုကကြီးပဲဒါကောင်းတယ်ဒါစိတ်တော့ဒီစိတ်တော့เนาะဒီ operation လုပ်ရမယ်ဒီထူးကူးနဲ့ပြရမယ်အဲ့လိုမျိုးတိုင်းပြောလိုက်လို့မရဘူးpatient ရဲ့သဘောထားကလည်းအရေးကြီးသေးတယ်เนาะ okay အဲ့တော့ဒါကိုခွဲစိတ်မှုလုပ်ရမယ်ဆိုရင် patient ကpatient ပြန်မေးရမှာပေါ့နော်အဆင်ပြေလားဒီလိုလုပ်ဖို့အဆင်ပြေလားဒီ plan ကိုရောဘယ်လိုသဘောထားလဲအဲ့လိုမျိုးတွေချာမေးနိုင်မှာပဲကျွန်တော်တို့ရဲ့ explanation and planning အပိုင်း management အပိုင်းအဆင်ပြေမယ်ပြီးတော့နောက်ဆုံးအပိတ်ပေါ့နော်အဲ့အပိတ်ကိုလည်းအချို့ candidate တွေကမပိတ်တတ်ဘူးဖြစ်နေတယ်ဒီအပိတ်ကိုလည်းကျွန်တော်တို့စနစ်တကျလုပ်ရမယ်ပေါ့နော်ဥပမာ patient ကို specialist ကို refer လိုက်တဲ့ case တွေမျိုးဆိုရင်တော့ okay I'm going to refer you to the specialist within 2 weeks if you don't get appointment from the specialist please come back to us အဲ့တော့ဒီလိုမျိုးအပိတ်မျိုးပေါ့နော် okayနောက်ပြီးတော့ဒီလိုမျိုးပြောစရာမလိုဘဲနဲ့ follow up ပဲလုပ်မယ်ဆိုတဲ့ case တွေမျိုးကြတော့I'm going to give you a leaflet so that you can read more about your condition and I will see you after 1 week အဲ့လိုမျိုးလေးပြောပြီးတော့ပိတ်ပေးရမယ်ပေါ့နော်ခုဆိုရင် consultation အတွက်အရေးကြီးတဲ့ Cambridge model အကြောင်းနားလည်သွားပြီလို့ထင်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပို့ပြီးသိချင်တဲ့စာအုပ်တွေဖတ်ချင်တယ်ဆိုရင်တော့ဒီ skills for communicating with patients ဆိုတဲ့စာအုပ်လေးကျွန်တော်ညွှန်ချင်ပါတယ်ဒီအခုကျွန်တော်ဗီဒီယိုထဲမှာပြောခဲ့တဲ့အကြောင်းအရာတွေကိုလည်းဒီစာအုပ်ထဲကနေထုတ်လုပ်ထားတာပါ okay ဒီစာအုပ်လေးကိုယူချင်တော့ကျွန်တော် Telegram channel မှာ share ပေးပါမယ်ဗီဒီယိုအစုပ်ထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် UKMLA နဲ့ပတ်သက်ပြီးမေးချင်တာပဲဖြစ်ဖြစ်ကျွန်တော်နဲ့လေ့ကျင့်ချင်တာပဲဖြစ်ဖြစ်ကျွန်တော် chat box မှာလာမေးလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေ